မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်မှာဂျင်းရွာတဲ့ချက်ဖို့ပါတီဆိုင်ဘုတ်ထောင်ပြီးတော့မဲယုံပါစောက်ပြီးလာရဲတဲ့ PDF လာခဲ့လို့စိန်ခေါ်ထားတဲ့စစ်တပ်တောက်တိုင်းချက်ဖို့ပါတီဝင်မြင့်စိန်တို့လင်မယားကိုသူတို့စိန်ခေါ်ထားတဲ့ PDF ရဲဘော်တွေကပဲတွားရောက်ဖြစ်ခတ်ရှင်းနေလိုက်ရမှာနှစ်ဦးစလုံးပွဲချင်းမိတွေကိုတိတ်ကုန်ကြပြီလို့မကွေးတောင်တွင်းကြီးအထူးပြောက်ချက်တစ်ဖက်တာဝန်ကကိုချောင်ဖုံးကရန်ကုန်ကတိကူပြောပါတယ်လက်ရှိရန်ကုန်ကတိကရရှိထားတဲ့ဓာတ်ပုံတွေထဲမှာလည်းအဲ့ဒီ PDF တွေကိုစိန်ခေါ်ထားတဲ့စစ်တပ်တောက်တိုင်းချက်ဖို့ပါတီဝင်မြင့်စိန်တို့လင်မယားနှစ်ဦးဟာသူတို့နေတဲ့နေအိမ်ချန်ဝန်းထဲမှာပဲနှစ်ယောက်စလုံးမိကြီးပေါ်မှာတနက်တန်ရာတွေနဲ့တည်နေကြတဲ့ပုံတွေကိုအတိုင်းသားမြင်တွေ့နေရပါတယ်။ဒါတော့ဇန်နဝါရီလ21ရက်နေ့ညနေပိုင်းကပဲတောင်တွင်းကြီးမြို့နယ်မှာ PDF တွေကိုစိန်ခေါ်ထားတဲ့တလုတ်ကုန်းချေးဝါနေအချက်ဖက်စစ်တပ်တောက်တိုင်းချက်ဖို့ပါတီဝင်မြင့်စိန်နဲ့မယားဖြစ်တဲ့သူလှကြည်တို့ကိုသူရဲ့နေအိမ်အတွင်းမှာပဲ PDF ရဲဘော်တွေကဝင်ရောက်ပစ်ခတ်ရှင်းလိုက်ရမှာလင်မယားနှစ်ဦးစလုံးနေရာမှာတဲ့ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတယ်ဆိုပါတယ်။အဲဒီချက်ဖို့ပါတီဝင်မြင့်စိန်တို့လင်မယားဟာစစ်တပ်ကအာဏာစသိမ်းကြတဲ့ကသူတို့ခေတ်ရောက်ပြီးဆိုပြီးတော့ကြွေးကြော်ထားတဲ့သူတွေဖြစ်တယ်လို့အဲ့ဒီနောက်ပိုင်းမှာလည်းပြည်သူတွေကိုစစ်တပ်အကုန်းနဲ့ဤမျိုးစုံနိုင်ချင်းဖိနှိပ်နေတဲ့အပြင်လက်ရှိမှာလည်းသူတို့ရဲ့နေအိမ်ရှင်းမှာချက်ဖို့ပါတီဆိုင်ဖို့ထောင်ပြီးတော့မဲယုံမှာစောက်ပြီးချေးရုံနဲ့ပြည်သူတွေကိုမဲမထက်ရင်ဖမ်းဆီးမယ်ဆိုပြီးတော့အတင်းအကျပ်ချင်းချောက်မဲထက်ခိုင်းတာတွေလုပ်နေရုံနဲ့ကလာရဲတဲ့ PDF လာခဲ့ဆိုပြီးတော့ပါစိန်ခေါ်ထားတဲ့လင်မယားဖြစ်ပြီးအခုတော့သူတို့စိန်ခေါ်ထားတဲ့ PDF တွေကပဲသူတို့နေအိမ်ထိလာပြီးတစ်ခတ်ရှင်းလိုက်ရမှာလင်မယားနှစ်ဦးစလုံးတေကုန်ကြပြီလို့မကွေးတောင်တွင်းကြီးအထူးပြောက်ချတစ်ဖက်တာဝန်ခံကိုချောင်ဖုံးကပြောထားပါတယ်။လက်ရှိတောင်တွင်းကြီးမြို့နယ်တဲကစစ်တပ်တောက်တိုင်းအုပ်ချုပ်ရေးမှုတွေပြူစောတီတွေနဲ့ပေါင်းပါလက်ပါစီတွေအနေနဲ့ဒီတွေကိုစစ်တပ်အကုန်းနဲ့အမျိုးမျိုးအနိုင်ချင်းဖိနှိပ်မှုတွေစပ်ပြီးလုပ်နေမယ်ဆိုရင်တော့ခုရှင်းလင်းခံရတဲ့ချက်ဖို့ပါတီဝင်မြင့်စိန်တို့လင်မယားလိုပဲရှင်းလင်းတုတ်တင်ခံရမှာဖြစ်တယ်လို့မကွေးတောင်တွင်းကြီးအထူးပြောက်ချတစ်ဖက်တာဝန်ခံကိုချောင်ဖုံးကတတိပေးထားပါသေးတယ်ခင်ဗျ